မမေဈေးကိုအစောကြီးသွားပြီးတော့ဒီနေ့ပဇွန်တုံးဟင်းချက်စားမလို့မမေဈေးကနေပဇွန်တုံးကြီးသွားဝယ်ခဲ့ပါတယ်မမေနဲ့အတူပဇွန်တုံးချက်စားဖို့လိုက်ကြည့်ကြရအောင်နော်ပဇွန်တုံးကြီးကိုမမေဘယ်လိုချက်ပြမလဲဆိုတာကိုမမေနဲ့အတူအခုလိုက်ကြည့်ကြရအောင်နော်မမေဒီပဇွန်တုံးလေးတွေကိုအရင်သက်ရှင်ရေးလုပ်လိုက်ပါဦးမယ်နော်မမေဆေးလိုက်ပါဦးမယ်ကြကြနနာတကောင်ချင်းပေါ့ကြကြနနာတကောင်ချင်းဆေးလိုက်စပြီးတော့ခုတ်မယ်နော်ဒီကတော့ဒါလေးတွေကိုအရင်ခုတ်လိုက်ပိုင်းလေးတော့ခုတ်တယ်နောက်သူကပါလားရတာလည်းဝင်သွားရအောင်နော်ဒီထိတ်ကတော့ခွာလိုက်ဘူးဒီလိုလေးနေလုံလိုက်ဒီလိုလေးကြည့်ဒီထဲမှာဒီလိုလေးညှစ်လိုက်ရင်လေဒီထဲမှာဒီလိုလေးညှစ်လိုက်ရင်ပဇွန်ကောင်းပဇွန်ချီးပေါ့နော်ပြောရမယ်ဆိုရင်တော့ဒီလိုညှစ်ထုတ်လိုက်ရင်သူကထုတ်ရတော့နည်းနည်းခက်နေတယ်အစီမပအောင်လည်းထုတ်ရမှာတေးသေးလေးပဇွန်ဒါလေးကိုပဇွန်ချီအိတ်လေးပေါ့နော်ဒါလေးကိုမမေထုတ်လိုက်တယ်ဒီတော့မမေဒီလိုလေးဖြတ်လိုက်မမေဒါဒီလိုပုံစံမျိုးလေးပဇွန်တို့လေးတွေကိုမမေခေါင်းဖြတ်လိုက်တယ်ခေါင်းထက်ကသူ့ရဲ့ပဇွန်ချီလေးကိုထုတ်လိုက်တယ်အဲ့ဒါပြီးတော့အစီတွေကမထွက်ဘူးတွေ့လားအဲ့ဒါပြီးတော့အမေမီးလေးကိုဖြတ်လိုက်တယ်တနောက်ပဲကျန်တဲ့ဟာတွေကကြတော့ဟင်းကသူ့ရဲ့ရတာရဲ့စိတ်ဝင်နေပါစေပေါ့ဒါလေးကိုဒီလိုလောင်းချလိုက်အာကမမေစားစနွင်းအချုံမုတ်ချက်သားမုတ်ရောထားတဲ့ဟာလေးဒါမမေဖြူထည့်လိုက်မယ်ဖြူထည့်လိုက်ပြီးတော့ဒါပုံမေအရသာဝင်လာရအောင်လောလောဆယ်နှက်ထားမှာပေါ့နော်အဲ့ဒါပြီးတော့သူ့ချက်တဲ့ကလေးကြရင်လည်းဒါအပေါ့အငင်တွေမြည်အောင်မှာပဲလေချက်တုံဖြူရဲ့ချက်တုံနီရဲ့ပဲအမေသုံးထားတယ်ဂျင်းမထည့်ဘူးချက်တုံနီရဲ့ချက်တုံဖြူရဲ့ကိုအမေထောင်းပြီးတော့ဒီဒါလေးထုတ်ထားတယ်အဲ့ဒါဆိုအမေထည့်လိုက်တော့မယ်နော်နောက်လေးရလာပြီအနေထားလောက်ဆိုရင်တော့အမေကခရမ်းချင်လေးကိုထည့်လိုက်အစိမ့်မှုလေးကိုလည်းအယောင်ကိမှုလေးကိုတော့အမေသုံးတော့ပေါ့နော်နောက်အနေထားလေးရပြီဆိုတော့မမေဒီထဲလေးကိုညွတ်တီတောက်လေးထည့်လိုက်တယ်အတောက်လိုက်ကိုထည့်တာနော်အတောက်လိုက်ကိုထည့်တာတကယ်မှချင်းပြီးတော့ထည့်ရင်တော့ဆက်တာပေါ့နော်အတောက်လိုက်ကိုအစမစားချင်ဘူးဆိုရင်တော့ဒီအတောက်လိုက်ကိုထည့်လိုက်လို့ရတယ်ဒီထဲကိုအချူမှုလေးဒီလောက်ထည့်ပါမယ်ကြားလေးကိုအမေနည်းနည်းတော့တုံးချင်တယ်မစုံမထည့်ခင်မမေကဒီလိုလေးမဆလာကိုပဇွန်ကြက်မှထည့်တယ်ဆိုရင်အပေါ်ကမဆလာအငွေ့တွေနဲ့ဆိုတော့မမေတိတ်မကြက်ဘူးမဆလာကိုဒီမှာပဲမမေတခါတယ်ဒီအထုပ်ရဲ့တစ်ဝက်လောက်ပေါ့နော်မမေထည့်လိုက်မယ်ပဇွန်လေးကိုထည့်ပါမယ်စီနီယာလေးတွေပေါ့သူကစီနီယာလေးတွေနဲ့ထည့်မှာပေါ့နော်အိုးကနည်းနည်းသေးနေပါတယ်စီနီမြို့ဒီကပေါက်ပဇွန်ကဒီလက်ဒီအတန်လေးကတိတ်တောင်းကျူးဒီဘောအစီလေးဒါလေးတော့ပဇွန်အစီပတ်ဒီလဲဒါလေးပဲနှမျောတယ်ပုံထက်အဲ့ဒီချိန်ကျမမေကြီးရင်လေးထည့်လိုက်ပဇွန်ကလေအကောင်ကြီးတော့မှုရခက်တယ်တော့မေဒီလိုလေးပဲမှုလိုက်မယ်ပဇွန်အကွေးငါအနှွေးပဲဆိုတော့မမေဒီပဇွန်လေးတွေကိုအထက်အောင်လှန်လိုက်ပါမယ်ဦးမယ်နော်အထက်အောင်လှန်မယ်ဒါလေးအထက်အောင်လှန်မယ်ဒီလိုတကောင်ချင်းစီလဲအထက်အောင်လှန်လာပြီဆိုတော့ဟိုဘက်ဒီဘက်လှန်လာပြီဆိုတော့မမေအပေါက်ငံလေးခဏညှိကြည့်လိုက်ပါဦးမယ်ပေါ်ညံနီးပြီးတာနဲ့တစ်ခါပြန်အုပ်တာမှာပေါ့နော်မကြီးမဲ့ရည်လေးနည်းနည်းအုပ်မယ်ပေါ်ညံကတော့မမေဆက်ထားတာတော့အတော်ပဲကြီးမဲ့ဒီလိုလက်နဲ့ပဲလုပ်တာမနော်လက်ကတန့်ပါပဲမမေလက်တွေတစ်ချိန်မှုစေးနေအမကြီးမဲ့ရည်လေးတစ်လောင်းလောက်ဒီလေးတစ်လောင်းလောက်ဆိုရပြီပေါ့နော်အဲ့ဒါဒီလိုချလာလိုက်တော့မယ်ချက်လောက်ပြီဆိုတော့အမွေတွဲမမေနန်းနန်းပင်လေးကိုအုပ်လိုက်ပါရဲ့ပဇွန်ဟင်းကနန်းနန်းပင်အုပ်တာအရန်ကိုအနကောင်းတယ်မမေကတော့ပဇွန်ဟင်းမှာနန်းနန်းပင်အုပ်တာကိုကြိုက်တယ်အရသာရှိတဲ့ပဇွန်တော့ဟင်းလေးတစ်ပကံရပါပြီမေကမုံငပိတောင်လေးထားမှာပေါ့နော်ငပိတောင်ကိုမေစလုပ်မယ်ဆိုတော့ဒီဓာလေးကိုမမေဒီလိုလေးထုတ်လိုက်တယ်ဒါလေးနဲ့กินမှာပေါ့နော်ဟိုကမမေကမီးသွေးမီးမှုမလုပ်တော့လေဒါလေးနဲ့กินမယ်ဒါလေးတွေကိုဒီလို
ဒီလိုထုတ်တယ်လို့ပဲဒါလေးကိုဒီလိုထုတ်လိုက်ဒီအယူလေးကတော့ဖေးလိုက်လို့ရတာပေါ့နော်ဒါလေးကနည်းနည်းလေးဟိုခိုင်သွားတာပေါ့နော်ဒါလေးကဒီဘက်ဟိုဘက်ဒီဘက်လေးလုပ်လိုက်တယ်ဒါမီတို့ငယ်တော့ကမီတို့ဖွာတို့လုံးနေကြအရာအတိုင်းပေါ့ဒါမျိုးလေးလဲဆိုတာကမီဖို့ပေါ့မီတို့တင်လိုက်တယ်ဒီဖက်လေးကိုတော့ဟိုဘက်ဒီဘက်တော့နှံပေးရမှာပေါ့နော်ဒီလိုအနေထားမျိုးရောက်လာရင်တစ်ဖက်နှံအဲ့ဒါပြီးရင်ဒီဘက်ပြန်နှံရမ်းပွေးလာတယ်တိလားဒီမာလေးအနက်လေးကရမ်းပွေးလာတယ်ငပိဖုတ်ပေါ့ငပိမိကျင်လာတဲ့အားလေးတော့ရပါပြီငပိဖုတ်ထားတာလည်းရပြီဆိုတော့ဒါလေးကိုဒီလိုလေးပြန်ပေးမယ်တွေ့လားမှုရင်းနေတာပဲဒီဒါလေးရပြီပေါ့နော်ဒါလေးကိုမမေပကံလေးချစ်ထက်လိုက်ပါဦးဒီငပိတဲကိုမမေဒီဒါလေးထည့်လိုက်မယ်နော်ခုနကမမေပြောထားတဲ့ဟာလေးဒါလေးမမေထည့်လိုက်မယ်ပြန်10ပြားလောက်ကိုမမေသူ့ရဲ့အခွန်နှွင်ထားတယ်ဒါနှွင်ထားဒီလောက်လေးနေထည့်လိုက်မယ်ပစွန်ကြောက်လေးကိုနေထည့်လိုက်မယ်ချုံမှုလေးတော့နည်းနည်းထည့်သုံးမှာပေါ့နော်ငုတ်တီမှုတ်လေးပေါ့နော်အရန်မွေးတာပဲအဲဆိုမမေထောင်းစရာမလိုတော့ဘူးပေါ့နော်ဒါလေးတဲ့အမေဒါလေးထည့်လိုက်တယ်မေတို့ကဒါထည့်တာကိုသဘောကျတယ်အင်းပြားငပိတောင်လေးရပါပြီမီတာလေးကိုဒါလေးကိုထည့်လိုက်မယ်ဒီကျန်တဲ့ငပိတောင်လေးကိုမမေဒီထမင်းလေးထည့်လိုက်ဒါကမမေတို့အမေတို့အဖွားနဲ့မမေတို့အမေကလေဒါတွေဒူထောင်းလိုက်တယ်ဒါတွေအဖိုးတွေအမေတို့အဖွားတွေကလေသူတို့ငပိတောင်ထောင်းပြီးတဲ့ကလေးကြရင်လေမမေတို့ဘေးမှာထိုင်ကြည့်နေတယ်ပေါ့နော်ငယ်တော့ကဆိုရင်ထောင်းပြီးတဲ့ချိန်ကျရင်မမေတို့ကဒါမျိုးတို့လုပ်ပြီးတယ်စားမလို့လားရမုံစားမလို့လားအဲ့လိုမေးတယ်အဲဆိုတော့မမေတို့ကတည်ယူနေပြီးဘေးမှာထားပြီးတော့ဒီလိုလေးကိုဆုပ်လိုက်ပြီးတော့လာအေးရော့တလုံးဆိုပြီးတော့စားလိုက်ရတဲ့အရာကတော့မရှိလို့ဘူးဖြစ်တဲ့အပွားနဲ့အမေကိုလည်းအရင်တတိယဝါပါတယ်ဒါကသူ့စရာအစုံလေးပါဒါကမုံငပိတောင်နဲ့တူတွဲစားမဲ့ဒါလေးကတော့မာလာဘူးလို့ခေါ်တယ်အရန်စားကောင်းတယ်ဒါလေးကကြက်ဟင်္ကာဒီအနုဒါလေးကတခွားသည်ဒါလေးကတရက်ဒီဝန်းရောင်လေးပေါ့နော်ဝန်းပြင်းလေးပေါ့ဒါကမုံလာဦးအဖြူဒါလေးကမြင့်နုလေးပါဒါလေးကဒညင်းလေးကတော့အမေပုံမှန်စားလေးတော့မရှိဘူးဒါပေမဲ့အခုဒညင်းလေးတွေပေါ်ကျင်ကြတော့အရင်စားကြတော့မမေလေးစားကျင်တယ်ဆိုတော့စားကြည့်မှာပေါ့နော်ဒါလေးခလဲကြတော့ဒါမုံလာပင်လေးတွေမုံလာဒါစားကောင်းတယ်ပေါ့နော်မုံလာပင်လေးတွေအဲ့ဒါလေးတွေပဲမမေဒါလေးနဲ့ထမင်းစားပြပါတော့မယ်ထမင်းစားပါတော့မယ်ပစုံတော့ကိုဇုံးနဲ့ခက်ရတာအစမပြေတော့မမေလက်အိတ်စွတ်လာပြီဒီခါတော့လက်အိတ်စွတ်ပြီးတော့ဒီလိုပဲဆွဲတင်လိုက်တော့မှအရည်လေးတော့နည်းနည်းလေးမမေဒီလိုတတ်ထည့်လိုက်ဒီပစုံနဲ့ကောင်ကိုယူလိုက်ပါပြီစားပါတော့မယ်ဒီအခုခွာလိုက်တယ်ဒီခုနေမှလည်းဒီမှာကျင်းအစီတယ်ဒီမှာအရည်လေးတစ်စုံလောက်ထည့်လိုက်ပါဦးမယ်တော့နေအပစုံအစီလေးနဲ့ကြည့်ပါဦးစားကောင်းတော့လေတဲကိုအနည်းလေးထပ်ထည့်လိုက်မြင့်နဲ့ငပိတောင်လေးမြင့်နဲ့ငပိတောင်လေးရင်းစားကောင်းတော့ရင်းစားကောင်းတော့မင်းငပိတောင်လေးရလေရှင်းလေးနဲ့
ပဇွန်ကြောက်လည်းပါတယ်ဆိုတော့ချင်းချုံမွေးအရန်ကောင်းငပိတောင်လေးနေလိုက်ပါဦးမယ်ဒင်းင်းဒီကစားကြည့်မယ်ဒင်းင်းဒီမစားရတော့ကြာပြီဒီခါတော့စားကြည့်မယ်ဒင်းင်းဒီစားရတာအရန်စားကြည့်နေလို့ဒင်းင်းဒီပြုတ်လေစားကောင်းတယ်မစုံလေးရတယ်အကောင်ခွာပြီးတော့ချက်လိုက်ရင်တော့တေးလေးပေါ့နည်းနည်းသေးပါပေါ့ဒါဒီလိုလေးမမြအဲ့လိုအခွန်နဲ့ပဲချက်တာများတယ်အထဲကတော့ဝင်သွားတာပေါ့နော်အခွန်လေးတော့ချက်တယ်ဒီမှာချင်းအပုံလေးထိခွာသွားတယ်ပုံနဲ့ထိခွာလိုက်မယ်ဘယ်လိုနဲ့ဒါလေးကိုဒီထက်ဒီထက်နော်စားပါတော့မယ်အရင်စားကောင်းတော့စားကြပါလားငါပြတော့အရင်စားကောင်းနေလိုက်မယ်ငါပြတော့နဲ့ဒါမာလာပူလေးဒီချိန်မာလာပူနုနုလေးတရက်ဒီဒါမှချစ်စုတရက်ဒီဝန်းပြင်းလေးပေါ့ဝန်းပြင်းလေးဆိုရင်မှဲ့နေပြီဒါကမုံညင်းဘူးလေးဒါတခွားဒီပြတောင်းနဲ့တခွားဒီနဲ့တို့ကြမျိုးလို့စုံနေပြီဒါချက်ဟင်္ကာဒီเรา中间的大缸更新上下来，当然，这样人家热，我努力点出来没？这样人家热，今天不รู้ทำไมซ้ำไม่มาแล้วมันตีอะไรแบบมองเอา我拿乌来没没，这皮当里看了，做很好了，怎么你们给他够你吧？啊，啥子嘛？反正人别人，这种是个样子刚没说了嘞，年啥不？咱们你都家收那个啊，他也上岗的，这种人来特别说，是吧？来啥带来吧哩？妹妹，你不是多清楚，啥子都呗？不是呀，这么也打洋高，你啊，发来吧我们，你吃茶嘞，不是现在在来比的吃啥几家吧喏。